Hello အောင်ကတာကလပ်ကနေကြိုးစားလိုက်ပါတယ်ဒီနေ့ကျွန်တော်အတိပြပေးမယ့်ချင်းလေးကတော့ဦးစားနေစားရင်မှာစဉ်းစားမအောင်ဆိုတဲ့ချင်းလေးဖြစ်ပါတယ်ဒီချင်းကတော့ CG ပေါ့နော် CG မှာတိတာဖြစ်ပါတယ်အဲ့ဒီချင်းလေးကထူးခြားချက်ကတော့သူကverse 1 verse 2 verse 3မှာသူကနေပြီးတော့ဒီ verse 1မှာလည်းသူက chorus 1ပေါ့နော် verse 2မှာ chorus 2 verse 3မှာ chorus 3ကျိုးချင်းဆို chorus ကတစ်ခုနဲ့လာကြဒါကြတော့သူက chorus 3ခုလာတာဒီကောင်က CG ပါလက်ကလေးက slow ပုံပတ်တယ်ပေါ့နော် down 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 နော် down 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 ပူပူတိုင်းနဲ့တီးထားတယ်နော် 1 2 3 4 1 2 3 4ဆိုပါတဲ့ကော်ရတော့ C family ရရင်တော့ရှင်းတီးလို့ရမှာပါတယ်ဆိုတော့ verse 1မှာဆိုရင် intro မှာဆိုရင် sorry intro မှာဆိုသူက C ပါမယ် F ပါမယ် C ပါမယ် F ပါမယ်သူက have တစ်ခုမှမပါဘူးเนาะအကုန်လုံးကဘာပြည့်နေပဲပေါ့နော်စကြည့်မယ်နော်ဒါလေးပေါ့နော် intro လေးရတယ်သူကဒါလေးပေါ့နော်intro လေးကိုပြပြမယ်နော်intro လေးကသူက2ကျိုး5ကွက်ပေါ့နော်2ကျိုး5ကွက်ကို2ချက်တီးမယ်ပြီးရင်2ကျိုး6ကွက်ပြီး2ကျိုး5ကွက်3ကျိုး9ကွက်ပြီး2ကျိုး5ကွက်ပြန်တီးမယ်လဲလို့ရမယ်နော်2ကျိုး5ကွက်တီးမယ်နောက်တစ်ချက်တီးမယ်2ကျိုး6ကွက်တီးမယ်2ကျိုး5ကွက်တီးမယ်3ကျိုး9ကွက်2ကျိုး5ကွက်တီးမယ်ဒါလေးပါနော်ဒါဒီမယ်သူကဒီ9ကွက်ထဲမှာမရှိရမှာ4ကျိုး9ကွက်4ကျိုးချက်တီးမယ်ပြီးတော့3ကျိုး9ကွက်ချက်တီးမယ်4ကျိုး9ကွက်နဲ့3ကျိုး9ကွက်နဲ့ရလိမ့်ရမယ်နော်ဒါလေးပြီဒါလေးကသူကဒီ4ကျိုး5ကွက် sorry 4ကျိုး5ကွက်နဲ့4ကျိုး9ကွက်ပြီး3ကျိုး5ကွက်4ကျိုး5ကွက်4ကျိုး9ကွက်3ကျိုး5ကွက်ရလိမ့်ရမယ်နော်ပြည့်ပြည့်လေးပြရမယ်ဒါလေးပြီဒါ1ကျိုး8ကွက်1ကျိုး9ကွက်2ကျိုး8ကွက်2ကျိုး5ကွက်1ကျိုး8ကွက်1ကျိုး9ကွက်2ကျိုး8ကွက်2ကျိုး5ကွက်ရလိမ့်ရအစပြန်လိမ့်ရမယ်ပြီး3ကျိုးဒါလေးပါနော်ဒါက3ကျိုး5ကွက်3ကျိုး9ကွက်2ကျိုး5ကွက်3ကျိုး5ကွက်3ကျိုး9ကွက်2ကျိုး5ကွက်ပြီးရင်4ကျိုးဒီပထမပြီးခဲ့တာလို့ပဲ4ကျိုး9ကွက်နဲ့3ကျိုး9ကွက်နော်ရလိမ့်ရမယ်စားမယ်ပြီးရင်ဒါလေးဒါကြသည်4ကျိုး5ကွက်4ကျိုး9ကွက်ပြီး3ကျိုး5ကွက်ကိုနှစ်ချက်တီးမယ်4ကျိုး4ကျိုး5ကွက်ပြီး4ကျိုး9ကွက်ပြီး3ကျိုး5ကွက်နှစ်ချက်တီးမယ်ဒါလေးနော်ပြန်ကြည့်ရမယ်ပြန်မယ် sorry ဒီတင်းရဒီပက်ကိုကတော့တောင်းတောင်းတီးပါခနော်တောင်းတောင်းဒီမှာတောင်းရမတီးပါနော်အဲ့လိုမျိုးနော်
ပြီးကျွန်တော်တို့နေတချင်း intro ကကိုက C တပါဘာပြေရွယ်တချင်းပုံလို့နော် C တပါ F တပါ C တပါ F တပါနော်စပြီနော် 2 3 4ဆိုရင်ချင်းစာဆိုပြီ and so C7 F C ba another go C so C7 F C có là nó có là đi đâu đi đâu đi đâu thì gọi là đi đâu là tê chú tông quá tê chú tiêu quá nên chú tông quá nên chú tiêu quá chỉ đó đi đâu làm nó nên chú đi chú làm cho nó đi đâu mà cái nó đi đâu cái đó bao giờ nào này phải thế đó C đâu ba C7 đâu ba F đâu ba về C là đấy nó được cả C là đấy về C7 về F biến C qua là nó qua là làm việc nó G F chayo C là ba F mana never G ya no show intro cho nào đấy be past due kamu ya kamu C7 up missing oh see change she did it C7 oh no sakema see solo qua ra đó C biến G biến A minor biến F đó biến C biến G biến F biến G solo biến rồi intro biến đi đó biến đi solo biến đi vậy đó solo như vậy rồi hai bên tòa ba số đi thật nó bảo đi nên đi đảo C C7 F C có thể C bên lại nhé C7 F C vào nó bị có là cả G BF BC là ba BG BF BG BC của nó intro biến mà bây giờ trên này là bây giờ nó có gì đây gì cũng được nên là tất nhiên là sẽ nó bây giờ xong ra mà nó con nào mà đi bị thả vào đấy like này subscribe được thả vào đó thì đi là chỉ để có mà mình được vào nó là mà ra mình được nhiều lên mà đấy bye bye